ngã bác ngã dùng cả mà cùng nè biểu đấy à biểu nè tỷ là chuyện của phía dưới biểu ra đấy à biểu bé biểu ra bố bị đó cao mà đấy amana làm gìဘာလို့ဒီစကားပြောတာလဲဆိုတော့တရားပွဲဆိုတော့တရားနဲ့လျော်အောင်ဖြေရမှာဟုတ်လားကဲကိုရီးယားကကြည့်ရတာနဲ့တရားနာတာဘယ်အကောင်းအေးဟုတ်တယ်ဒီချိန်တော့ဒါမှပြေးလဲမှာပေါ့နှုတ်မပဲပြေးလဲမှာနော်လောကဝလောကုဆိုတာဒါပဲအစဉ်ပြေအောင်လုပ်ရတာတခါလေးဘောလုံးပွဲကြည့်ရတာနဲ့တရားနာရတာဘယ်ဟာပိုးအစဉ်ပြေးလဲဒါမှကိုလူတွေနောက်မှဘာလို့ကြရှေ့တင်အစဉ်ပြေပြီးတာပဲအဖြေနော်အဲ့ဒါလိုပေါ့လေကာမဂုဏ်နဲ့အပျော်တဲ့အပျော်ဟာအန္တပုထုဇဉ်အဝိဇ္ဇာနိဝရဏနံတဏံသံယောဇနာနံဘုရားကအဝိဇ္ဇာဆိုတဲ့အကောင်ဆိုအကြောင်းကျိုးအမှားမှန်ကိုဖုံးလွှမ်းတတ်သောနိဝရဏတရားကြီးကသူတော်ကောင်းတို့ကိုပိတ်ဖုံးထားဟုတ်ပလားဒုက္ခသစ္စာကိုဒုက္ခသစ္စာမှအခု၅ပါးအယုံကာမဂုဏ်တွေခံစားနေရတာကတကယ်ဉာဏ်ပညာနဲ့ပြည့်စုံတဲ့တရားဓမ္မကိုသိမြင်တဲ့ပညာရှိကကြည့်ရင်ကာမဂုဏ်ခံစားတဲ့အလုပ်သည်ဒုက္ခလားဒုက္ခလားပညာရှိဘက်ကကြည့်တာခုပညာမဲ့တဲ့ဦးဇင်းတို့သူတော်ကောင်းတို့တွေကြတော့တရားထိုင်ရတဲ့အချိန်နဲ့ရုပ်ရှင်ထိုင်ကြည့်နေရတဲ့အချိန်ဘယ်ဟာသက်သာလဲဘယ်ဟာသက်သာလဲအေးလေစားကြတာလေးစားလှုပ်ချင်တာလေးလှုပ်ပြောချင်တာလေးပြောကြည့်နေရတရားထိုင်အကုန်မျက်စိကြီးစုံမိတ်ပြီးတော့ကြိတ်မိတ်လှုပ်နေရတယ်ဘယ်လိုလုပ်သက်သာမလို့ဟောကာမဂုဏ်အာယုံကိုမွေ့လျော်နေကြတဲ့ကာမဘုံသားတွေရဲ့အမြင်နဲ့ကြည့်တော့ကာမဂုဏ်ကပျော်စရာဟုတ်ပြီနော်ဘုရားရဲ့အဆုံးအမတိုင်းလောကသဘာဝအမှန်တရားကိုသိမြင်ထားသောပညာရှိတွေရဲ့မျက်လုံးနဲ့ကြည့်တော့ကာမဂုဏ်သည်ဆက်ဆုပ်เสียအမြင်ချင်းတူသလားဒီကာမဂုဏ်ကိုဆက်ဆုပ်เสียပါလို့ပြောနိုင်ဆိုနိုင်လမ်းညွှန်နိုင်တာလဲဘယ်အချိန်တော့သာသနာတွင်အဲ့ဒီအတန်လေးကြားချင်တာကျေးဇူးပါပဲဘယ်အချိန်တော့သာသနာတွင်ဗုဒ္ဓ၏အဆုံးအမတွေတည်ရှိနေတဲ့ကာလမှာပဲပြောနိုင်တယ်ဗုဒ္ဓအဆုံးအမမရှိတဲ့အချိန်မှာမပြောနိုင်ဘူးအဲ့တော့ပြောတန်လေးကြားရတဲ့ကာလကလေးမှာဆက်ဆုပ်ဖွယ်ကာမဂုဏ်ကိုဆက်ဆုပ်ဖွယ်ပါလို့အမှန်မြင်နိုင်အောင်အချိန်မီကြိုးစားနိုင်မှလမ်းမှန်ပေါ်ကိုရောက်ဒီလိုမှမဟုတ်ရင်တန်ត្រာမှာဒီလိုပြောမဲ့ဆိုမဲ့လူနဲ့တွေ့ဖို့ပြောတဲ့ဆိုတဲ့အချိန်နဲ့ကြုံဖို့လွယ်သလားကြည့်ဘာတော့သာဘိန္နောလဘာရောသာကတခါကြီးတဲ့တို့ဖယားရှင်ကိုတော်မြတ်ကြီးကလေအရွယ်ကောင်းတဲ့ပြုံမြင့်နုနဲ့ကာမဂုဏ်မှမွေ့လျော်တတ်တဲ့အရွယ်တွေဖြစ်ကြညာတော်လည်းပဲလောကအမှန်တရားကိုသိမြင်လို့သူလောကသန္တရာဒုက္ခကလွတ်မြောက်လို့သူရဲ့ချစ်သားယဟန်တွေကိုချစ်သားတို့လာကြတဲ့ငါဘုရားသာသနာတော်မှာမိခင်အရွယ်ကိုမိခင်ဟူ၍မှတ်ကြနမအရွယ်ကိုနမဟူ၍အမအရွယ်ကိုအမဟူ၍အတော်အရွယ်ကိုအတော်ဟူ၍မှတ်ပြီးတော့ဒီကာမဂုဏ်တွေကလွတ်အောင်ယုံရလို့လမ်းညွှန်မှုပြီးတယ်ယဟန်နေမှာယဟန်အတွက်အကြီးဆုံးယံသူကလည်းမိမနဲ့ငွေပဲနော်အရေးကြီးတာယဟန်နေနာမိမတွေမရောက်လေကောင်းလေဆွမ်းငတ်ကိုရင်တော့မတတ်နိုင်ဘူးနော်ဆွမ်းထွက်လောင်းတာလဲအထီးရတကောင်းမှမလောင်း
အဖေတယောက်လုံးငုတ်တုတ်ထိုင်နေတဲ့ထဲကနေသမီးသွားလောင်းလိုက်အောင်ပါသွားရင်တော့မတတ်နိုင်ဘူးယောက်ျားမြတ်အတော်ပြင်းတာနော်ယောက်ျားကတော့တော်တော်ကိုပြင်းတာပါတော်တော်ပြင်းလို့လေယောက်ျားဖြစ်တယ်ထင်ပါတယ်အဲ့တော့မိန်းမနဲ့ငွေဦးဇင်းတို့ကတော့အဲ့ဒီဝတ္ထုကိုင်းကိုမကိုင်းဘူးကျောင်းဦးဇင်းတွေလည်းမကိုင်းခိုင်းဘူးမကိုင်းညနဲ့ကွာလို့ဆိုတော့ဒါတော့သူတို့ခိုးကိုင်းကြတော့မတတ်နိုင်ဘူးပေါ့လေနော်ငါတော့ကြောက်လွန်းလို့ငွေလေး100က200 200က300 1000က2000 2000က3000ဖြစ်လာရင်စိတ်ကူးတွေကမျိုးစုံဖြစ်လာတာမင်းတို့လို့ဆိုငါတော်တော်စိတ်ကူးရင်လို့ကောင်းတယ်တရားတစ်ပွဲတစ်ပွဲသူတို့လှူကြတဲ့ငွေနဲ့ဆိုရင်10ပွဲလောက်ဆိုရင်ငါမိမယူရင်ကောင်းမလားဟမ်သဘောပါသလားအဲ့တော့မကင်ဘူးကွာလို့အိတ်ဖောင်းရင်ဖះကမအပ်ဘူးလို့လည်းပြောထားတော့ငါငွေမကင်ဘူးဒေါ်လာပဲကင်အဲ့ဒါသူတို့အပြစ်ကိုမမြင်တော့ခိုးပြီးကင်ကြတယ်ဦးဇင်းကြည့်ပြီးတနာတယ်ဩဘာမှလိုလေသေးမရှိအောင်သူတို့ဘဝကိုပြည့်စုံအောင်ထားထားတာဆွန်းတွက်လည်းမပူရဘူးသင်္ကန်းတွက်လည်းမပူရဘူးနေရထိုင်ရလည်းမပူရဘူးဒီကြားထဲက TV လိုချင်ရတာနဲ့ကွန်ပျူတာလိုချင်ရတာနဲ့ဟာရှုပ်ရှက်ကိုခန့်နေတာပဲသာသနာအတွက်ဒင်းတို့ဘာလုပ်နေတုံးဆိုတော့လည်းဘာမှလုပ်တာမဟုတ်ဘူးဩဘုဒ္ဓအိုမှာမိဘမဲ့ကလေးများကြီးဟာတခုသွားလှူပါတယ်ဦးဇင်းတို့လူတော့ကလေးတွေနေရထိုင်ရတာဆင်းရဲနေတာနဲ့နေရထိုင်ရပြုပြင်ဖို့အဲ့ဒီကဦးဇင်းလေးတွေခေါ်ပြီးတော့အကုန်လုံးလောလောဆယ်မင်းတို့ဘယ်လောက်လုံးမလဲ350လောက်ရရင်ရပြီโอเคဘုရားဦးကလှူတာ10သိန်း12သိန်းမှာသူမင်္ဂလာစလှူခဲ့တဲ့350နောက်ထပ်50ထပ်ဖို့တဲ့100ကျော်ပေါ့လေအဲ့တော့ဒါတွေပြင်လိုက်ဒါတွေလှုပ်ထားပြောပြီးတော့ဆင်းလာတယ်မြစ်ကြီးနားရောက်တော့အားတဲ့သရောပါပဲမြစ်ကြီးနားအကျိုးဆောင်အဖွဲ့တွေနဲ့တခါတည်းဘုရားဦးလွင်ပြင်းမိဘမဲ့ကလေးများစောင့်ရှောက်ရေးအတွက်မင်းတို့ဒီမှာကော်မတီဖွဲ့လိုအပ်တာလုပ်ပါဆောင်ရွက်ပါပညာရေးရောဒူမှုရေးရောငါအဆင့်မြင့်ပေးမယ်စားရေးတောက်တာသူတို့စားနေရတာစားအောင်စီအခဲကြီးတွေကလေးတွေစီသွားယူကြီးဆိုရင်ယူချလာတယ်ဒီလိုလက်နဲ့ကင်လာဟဲ့စီခွက်မပါပဲယူတော့ခွက်မလို့သူကကင်လာရုံပဲနော်ဩဒုက္ခပဲဒီစီတွေနဲ့ဆိုဒီကလေးတွေတော့သေချင်းစိုးသေကုန်တော့မှမဖြစ်ပါဘူးကဲအဲ့စီတွေမင်းတို့လှုပ်ချင်တယ်လို့လှုပ်ပလိုက်ကွာရောင်းစားရင်ဆောင်းစားဒါမှမဟုတ်ရင်ရံပုံငွေတော့မင်းတို့ရောင်းပြီးသုံးရင်သုံးမသုံးလဲပြစ်ချင်ပြစ်ကွာငါတရားပဲစီလို့ခေါ်တဲ့မခဲတဲ့စီပေါ့လေဒါတော့မထူးပါဘူးအဲ့ဒါငါပို့ပေးမယ်ဆိုပို့ပေးအဲ့ဒါတလားမကြသေးဘူး350ကုန်ပြီဟာဘာလို့ကုန်တာတော့အဆောက်အုံလည်းမပြင်ရသေးဘူးဘာမှမလုပ်ရသေးဘူးဆိုတော့ဦးဇင်းလေးတွေကတပည့်တော်တို့ကွန်ပျူတာဝယ်လိုက်တယ်ဟာဘာလို့ဖို့တော့ဒီကျောင်းသားလေးတွေတော့စည်ရင်လုပ်ဖို့တဲ့ဩဒါတို့ဗျာဒါတို့ကြီးကျယ်လိုက်တာနော်ကျောင်းသားလေးအယောက်50ကိုကွန်ပျူတာနဲ့စည်ရင်လုပ်မယ်တဲ့အံ့ဩနေတယ်ဦးဇင်းကမင်းတို့လေကွာလို့သာသနာပြုလုပ်ငန်းလုပ်နေပြီဒီလောက်ဇီစာကြောင်ရသလားဒီလောက်အောက်တန်းကြရသလားအခုပြစ်ထားတာတစ်နေ့လုံးလှဲကိုမကြည့်ဘူးမင်းတို့နေဦးငါဒီကလေးတွေအတွက်တတ်စီစဉ်မယ်လမ်းပြောတယ်ဘုန်းကြီးကလေးတွေအမှန်တော့တစ်နှစ်စာဦးဇင်းတို့ခုတီးတိမ်ဘက်တီးတိမ်ဖလန်ဟာကအစရှိသည်ဖြင့်အဲ့ဒီဘက်ဘာကเจ้าတွေဟိုမှာစွမ်းတမန်ထမ်းဆောင်ကြမဲ့ဆရာတော်ဥဝနာတိတိတို့ရှိနေတော့လမ်းပို့လိုက်တယ်ဆိုအခုအလယ်တန်းเจ้าဖြစ်သွားပြီလိုအပ်တာအကုန်လုံးစီစဉ်ကလေးတွေပဲကြည်တာဟိုဆရာတော်ကလည်းဘုန်းကြီးဘာလို့လဲမေးလို့ဘယ်တစ်ခွန်းမှမပြောဘူးအဲ့ဒါပဲကွာလို့သာသနာပြုလုပ်ငန်းတွေမှာသာသနာပြုစိတ်ဓာတ်ဆိုတာကိုယ်မျိုးကိုယ်ဘာသာကိုယ်သာသနာအတွက်မျိုးချစ်စိတ်သာသနာချစ်တဲ့စိတ်အများကိုပေးဆက်လို့တဲ့ဆန္ဒမရှိဘဲနဲ့တရေကောင်းတို့ရဲ့စိတ်ဓာတ်မရှိဘဲနဲ့သာသနာပြုလို့မရဘူးကွာလို့ဒီလိုလူတွေနဲ့လည်းငါလက်မတွဲဘူးရှင်းလားသဘောပေါက်သလားကျောင်းဦးဇင်းလေးတွေဒါပဲကြည်နေတာဦးဇင်းကဆရာတော်ကြီးတွေကပြောတယ်မင်းမခိုင်းစရာမရှိဘူးလားတကယ်တော့မရှိဘူးဖေ။စိတ်ချရလောက်တဲ့ပုဂ္ဂိုလ်မရှိဘူး။တပည့်တော်လိုချင်တာအမျိုးကိုချစ်တဲ့ပုဂ္ဂိုလ်သာသနာကိုချစ်တဲ့ပုဂ္ဂိုလ်
သာသနာအတွက်အသက်ပါပေးနိုင်တဲ့လူလိုချင်တာအခုကငိုးဘတွေများတယ်ဘာတွေများကိုဒီကြားထဲကဘကเจ้าတွေတော်တော်များများထောက်ပံ့ထားတယ်ဘာလို့ဆိုရံဘုံငွေတွေဘုံသွားကြလို့နော်ရံဘုံငွေလေးထားလိုက်ဘုံသွားလိုက်ရံဘုံငွေလေးထားလိုက်ဘုံသွားလိုက်ဆိုကလေးတွေဒုက္ခရောက်နေတယ်ကြားကံပေးထားကိုရန်ကုန်မှာဆေးကုပေးတယ်အဲ့ဒီဆေးကုပေးတော့လူမမာလက်ထဲကိုဆေးဘိုးတစ်ခါတည်းမပေးလိုက်နိုင်ဘာဖြစ်လို့လဲဆိုတော့ဆေးဘိုးလူမမာလက်ထဲပေးလိုက်ရင်အဲ့ဒါဆေးဘိုးမဖြစ်ဘူးသူတို့မိသားစုကမပြေလဲတော့မိသားစုအရေးအတွက်ပြန်သုံးချတော့ဒီယောဂဝေဒနာဘယ်တော့မှမပြောက်အဲ့တော့ဘာလို့ ရလဲဥစဉ်လေးတွေလွတ်ပြီးတော့ဆေးရုံနေသွားဆေးကုပြီးတော့ဆေးလိုအပ်တဲ့ဆေးဘိုးကိုကိုယ်တိုင်ဝယ်ပေးလိုအပ်တဲ့ဇရိတ်စကားကိုကိုယ်တိုင်ထုတ်ပေးတခါတည်းစောင့်ကြပြီးလှုပ်ပေးနေရတယ်မြန်မာလူမျိုးတွေအတော်ကြောက်စရာကောင်းအဲ့တော့ဒါတွေကြည်ချင်းအဖြစ်လဲမြန်မာလူမျိုးအတွက်ရင်နာလို့မဆုံးအဲ့တော့ဗုဒ္ဓဘာသာအဆုံးအမတွေရှိနေပါရဲ့သားနဲ့အောက်တန်းကျနေကြတာသည်အဆုံးအမကိုလိုက်နာလို့လားမလိုက်နာလို့လစုပ်ပက်ခလိုပဲကွာပျက်စီးခြင်းမကပျက်စီးမယ်သူတို့လူဘဝလာတာအချင်းကြီးပဲတဲ့ခဏတစ်ဖြုတ်လူဘဝလာပြီးတော့အပယ်ရိတ်ခါလာစုတာနဲ့တူတယ်ရှင်းလားရှင်းပါဗျာကောင်းပြီအဲ့တော့ကာမဂုဏ်ခံစားရတဲ့အရွယ်မှာအရှင်ဘုရားကာမဂုဏ်မခံစားဘဲနဲ့ဘာလို့ဒီလိုကြင့်နိုင်တာလဲကြံနိုင်တာလဲအာထုတ်နိုင်တာလဲဥဒိဏမင်းကဒီလိုမေးတယ်မေးတော့ပိဏောလဘာရတော်သားကဖြေပါတယ်တို့ဘုရားရှင်ကိုရောမြတ်ကြီးကကောင်းစွာသွန်သင်ထားပါတယ်အမိအရွယ်ကိုမိလို့မှတ်ပါဟုတ်လားနမအရွယ်ကိုနမလို့မှတ်ပါအမအရွယ်ကိုအတော်အရွယ်ကိုအတော်လို့မှတ်ပြီးတော့အဲ့ဒီပေါ်မှာငါးပါးအယုံကာမဂုဏ်နဲ့ပတ်သက်တဲ့စိတ်တွေမဖြစ်အောင်နေကြလွတ်အောင်ယုံကြလို့ဘုရားကသွန်သင်ထားတဲ့အတွက်ငါတို့ယုံနိုင်ကြတယ်တကားကြီးဟုတ်ပြီနော်အဲ့ဒါလို့ပြောတော့ရှင်ဘုရားကဘာပြောလဲဆိုတော့အရှင်ဘုရားပြောတော့လွယ်တယ်စိတ်ဆိုတာအတော်ခက်တယ်စိတ်ဆိုတာပါပသမိန်ရမတိမနောဆိုတဲ့အတိုင်းဘယ်မှာပြောလဲကောင်းမှုမှာပြောလားမကောင်းမှုမှာပြောလားအဲ့ဒီကာမဂုဏ်စိတ်တွေဆိုတာအရှင်ဘုရားတားလို့စီးလို့ခဲရဲနဲ့တခါတလေအမေအရွယ်ကိုလည်းဖောက်ပြန်ခြင်းဖောက်ပြန်နေတာနမအရွယ်လည်းဖောက်ပြန်ခြင်းဖောက်ပြန်နေတာတဲ့အရှင်ဘုရားအဲ့ဒါလောက်နဲ့တော့ဘလို့မှမဖြစ်နိုင်ဘူးသူကလည်းကိုချင်းစာပြောတာဟုတ်ကလားကာမဂုဏ်ခံစားသူဆိုတော့ကာမဂုဏ်အပြစ်တွေသူကြည့်မယ်ဆိုရင်မမြင်နိုင်ဘူးလားမြင်နိုင်တယ်သူကကာမဂုဏ်ထဲမှာနေတဲ့လူဆိုတော့သိသိတာပေါ့မဖြစ်နိုင်ဘူးအရှင်ဗျာတဲ့အဲ့လောက်နဲ့တော့မဖြစ်နိုင်ဘူးတခြားသောအဆုံးမရှိသေးသလားဟာရှိတာပေါ့တကားကြီးအမေရွယ်အမိနမအရွယ်နမအမအရွယ်အမနှလုံးသွင်းလို့မှနှလုံးသွင်းမမှန်သေးမဖြောင့်သေးကာမဂုဏ်နဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့အသိစိတ်တွေပေါ်လာသေးရင်တဲ့တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဆက်ဆုံးပါတယ်အဲ့ဒီယုတ်တရားကြီးတွေဟာယုတ်မှန်တဲ့တရားတွေဟာအတုပတွေကွဘာတွေလဲသပင်မွေးခြင်းခြေသက်လက်သက်အရေးသူအရေးပြအရေးကြောက်နှလုံးအသက်အဆုပ်ကြောက်ကအစာသစ်အိမ်အစာဟောက်အိမ်သွေးပြည်သလိပ်ကျင်ကြီးကျင့်ငယ်32ခောဓာတ်တွေမရှိဘူးလားအဲ့ဒီအတုပတွေနှလုံးသွင်းဒီခန္ဓာကိုယ်ကြီးကတကယ်တော့သွေးအိမ်ပြည်အိမ်မစင်ဘုတ်တွေနဲ့ဖွဲ့စည်းထားတဲ့အိမ်ခုခင်ဗျားတို့1 byte ပိုင်းကိုပဲကြည့်ခန္ဓာကိုယ်1 byte ပိုင်းကျန်တာတွေကအယိုးနဲ့အကျော်1 byte ပိုင်းကြည့်လိုက်တော့ဟောအစာသစ်အစာဟောင်းဆိုအပေါ်အစာသစ်ကချင်ပတ်စော်နန်းအစာဟောင်းကဘိုက်ထဲမှာပြည့်နေတယ်ထွက်လာတဲ့အခါမွေးသလားဟင်တောင်းတို့ယဟန်တွေကြတော့သေချာသင်ထားတယ်ကျင်ကြီးစွန့်တဲ့အခါကိုကျင်ကြီးကိုကျင်အောင်ငုံကြည့်ဒါဝိနည်းတော့ကျင်ကြီးမြင်အောင်ကြည့်ပြီးရင်နှလုံးသွင်းဒါဘယ်ထဲကထွက်လာတာလဲငါခန္ဓာတွေကငါဟောဒီဘိုက်ထဲကအာတုပတွေကထွက်လာတဲ့ပစ္စည်းအာတုပတွေပဲရှိပါလားဒါအာတုပခန္ဓာကြီးပါလားနှလုံးသွင်းဘုရားကကုတိတက်တာတော့အမှုမဲ့မရဘူးနော်ကျင်ကြီးမြင်အောင်မကြည့်နှလုံးမသွင်းပဲပါချအာဘသင့်ရှင်းလားပေါ်မမနဲ့ရှင်းတယ်ကလား
အတုပခန္ဓာကြီးပဲနှလုံးသွင်းသားမှာတဲ့သွေးပြည်တလိပ်ကတတွေးဖះလို့တတွေးအချိန်တိုင်းမျိုးမချဘူးလားအဲ့ဒီတတွေးလက်ဖွားပေါ်တင်ပြီးမှပြန်မျိုးဒီလက်ကလည်းကိုယ်လက်ပဲခုပါဇက်ထဲကထွေးတာလဲကိုယ်တတွေးပဲမဟုတ်လက်တာမျိုးချမှာပဲမလားဘလို့တော့